မင်္ဂလာပါဒီနေ့အားလုံးနဲ့အတူလေ့လာတော့မယ့်ခေါင်းစဉ်ကတော့စိတ်သက်ရင့်ချက်တည်ငြိမ်ရေးလမ်းညွှန်ချက်များပဲဖြစ်ပါတယ် ကဲဒီဆွေးနွေးမှုကိုစတင်ဖို့အတွက်မိခိုးလေးတစ်ခုနဲ့အရင်ဆုံးအစပြုကြည့်ကြရအောင်အဲ့ဒါကတော့စိတ်သက်ရင့်ချက်တည်ငြိမ်မှုရှိစေရန်မိတို့လောက်ဆောင်တင်ကြောင်းဆွေးနွေးတင်ပြပါဆိုတဲ့မိခုံးပါပဲ ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ဘယ်ကနေရယူထားသလဲဆိုတော့ဒေါက်တာကျော်စိန်ရဲ့တင့်ဘဝအတွက်ဒါအသုံးချစိတ်ပညာဆိုတဲ့စာအုပ်ကနေကောက်နှုတ်ဖော်ပြထားတာဖြစ်ပါတယ် ဒီနေ့မှာတော့အဓိကအားဖြင့်အပိုင်း၅ပိုင်းခွဲပြီးကြည့်သွားမှာမှာပထမဆုံးဏ္ဍာန်နဲ့ရွယ်ချက်ပြီးရင်ရင့်ချက်သူတယောက်ရဲ့ခံယူချက်တွေကဘာတွေလဲအဲ့ဒီနောက်မှာအဓိကလှုပ်ဆောင်ရမယ့်အချက်၅ချက်အဲ့ဒီကိုအသေးစိတ်ဘယ်လိုဆောင်ရွက်မလဲဆိုတာနဲ့နောက်ဆုံးမှာတော့ညီကုန်းကျွတ်မှတ်သားလျာလေးတွေနဲ့အဆုံးသတ်မှာဖြစ်ပါတယ် ကဲဒါဆိုရင်ပထမဆုံးအနေနဲ့နေတန်းနဲ့ရည်ရွယ်ချက်အပိုင်းကိုပဲကြည့်လိုက်ကြရအောင်နော် စိတ်ဓာတ်ရင်းချက်တည်ငြိမ်ခြင်းရှိသူဆိုတာဘယ်လိုမျိုးလူမျိုးကိုခေါ်တာလဲအဒီဘက်ဖွင့်ဆိုချက်အရာတော့လောကဒဏ်အထူးအထောင်းကအပြုံးမပြတ်ခံယူကဘဝတိုက်ပွဲဆင်နွှဲနိုင်သူလို့ဆိုပါတယ် ဟုတ်ပြီဒါဆိုရင်စိတ်သက်ရင့်ချက်သူတယောက်မှာရှိတတ်တဲ့ခံယူချက်တွေကတော့ဘာတွေဖြစ်မလဲသူတို့ဟာစစ်မှန်တဲ့ခံယူချက်ရှိသူတွေလို့ဆိုပါတယ်ကြည့်ကြည့်ရအောင်ပါ သူတို့ရဲ့စစ်မှန်တဲ့ခံယူချက်တွေကတော့အချင်းကိုစနစ်တကျသုံးခြင်းကြောင်းကျိုးဆနွှဲမှုနားလည်ခြင်းဘဝပန်းတိုင်ရှိခြင်းလက်တွေ့လှုပ်ဆောင်ခြင်းစီလျိုတို့ရွေးချက်မှုပြုတတ်ခြင်းပြီးတော့ဓမ္မတိချန်ကြခြင်းဒီအချက်တစ်ပဲဖြစ်ပါတယ် အခုရင်ချက်တင်နေမှုစီကိုတွားရဲ့လမ်းမှာလိုက်နာလှုပ်ဆောင်ရမယ်အဲဒီကလှုပ်ဆောင်ချက်၅ချက်ကိုဆက်ပြီးကြည့်ကြပါမယ် ဟုတ်ပါတယ်စုစုပေါင်း၅ချက်ရှိပါတယ်အဲ့ဒီအချက်၅ချက်ကတော့တက်ပရိသတ်စိတ်မွေးမြူခြင်းနဲ့အစိုးကိုရင်ဆိုင်ဝမ်းခြင်း၃ကိုထင်းထင်းချုပ်တီးခြင်း၄တာဝန်တည်ခြင်းတာဝန်ယူခြင်းနောက်ဆုံးနံပါတ်5ကတော့ကိုအားကိုချင်းတို့ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဒီအချက်တစ်ချက်ချင်းစီကိုအသေးစိတ်ဆက်ပြီးလေ့လာကြည့်ကြရအောင်ပထမဆုံးအချက်ပရိဟိတစိတ်မွေးမြူခြင်းကနေဆက်လိုက်ကြတာပေါ့ ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့နိုင်ရှင်းချက်လေးတစ်ခုရှိပါတယ်အတ္တဆွဲနဲ့စာနာစိတ်တို့ပြောင်းလဲသွားပုံပါခလေးလုံငယ်ဘဝမှာတော့လိုရင်စန္ဒအတ္တတအရေးကြီးတယ်လို့ယူဆကြပေမဲ့စိတ်သက်ရင့်ကျက်သူတယောက်ကတော့သူတစ်ပါးအကျိုးကိုစာနာစိတ်ဖြင့်စဉ်းစားရတယ်လို့ဆိုပါတယ် ဆက်လိုက်ရအောင်နော်ဒုတိယအချက်ကတော့အစိုးကိုဆိုင်ဝင်ခြင်းချစ်ပါလေဒီအချက်နဲ့ပတ်သက်ပြီးမသားစရာစကားလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့အနာခံမော့အသာဆန်ရမည်ဆိုတာပါပဲ โอเคတတိယချက်ကိုကြည့်ရအောင်ဒါကတော့ကိုထိန်းထိန်းချုပ်သေးခြင်းဖြစ်ပါတယ် ဒီနေရာမှာလဲလိုက်နာရမယ့်ဆောင်ပုဒ်ကလေးတစ်ခုရှိပြန်ပါတယ်နိုင်ချင်းဒုက္ခမင်းဟုတ်ကဲ့အခုစတုထအချက်ကိုရောက်လာပါပြီဒါကတော့တာဝန်တည်ခြင်းတာဝန်ယူခြင်းပဲဖြစ်ပါတယ်ဒီအချက်နဲ့ပြောင်းပြန်ဖြစ်တဲ့မရင်ချက်သူတွေရဲ့အမှုရာတွေကိုလည်းဖော်ပြထားပါတယ်အဲ့ဒါတွေကတော့သူတစ်ပါးအပေါ်အပြစ်ပုံခြင်းစင့်ချီတက်ခြင်းတာဝန်မတည်ခြင်းတာဝန်မယူခြင်းပြီးတော့တာဝန်မဲ့ပြုခြင်းတို့ဖြစ်ပါတယ်နောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်5ကတော့ကိုအားကိုချင်းဖြစ်ပါတယ်ဒီအချက်နဲ့ပတ်သက်ပြီးအလေးထားပြောထားတာကတော့ရေးသားခုစေမိခိုစေမှာလူညွန်းတုံးစေတာအချောင်းစေဖြူ၍ကင်းသူဖြစ်စေရမည်ဆိုတဲ့အချက်ပါပဲ ကဲအခုဆိုရင်တော့ဒီတင်ပြချက်ရဲ့အနှစ်သာရကိုပြန်လည်ကောက်ယူကြည့်မယ်ညီကုန်းချုပ်မှတ်သားပွဲအပိုင်းကိုရောက်လာပါပြီညီကုန်းချုပ်အနေနဲ့မှတ်သားထားရမှာကတော့ဤလို့ဆောင်ချက်များပြီးစိတ်ချက်ရင့်ချက်တည်ငြိမ်မှုရရှိစေသောအလုတ်ဝတ္တရများပင်ဖြစ်ပါသည်ဆိုတဲ့ချက်ပါပဲဒီဆွေးနွေးမှုကိုအဆုံးမတက်ခင်မှာစဉ်းစားစရာမိခွန်းလေးတစ်ခုနဲ့ခြံထားထည့်ခြင်းပါတယ်အဲ့ဒါကတော့ဤအချက်များထဲမှာမြည်သည့်အချက်ကိုစတင်ကျင့်သုံးမိမည်ဆိုတာကိုကိုယ်တိုင်ပြန်လည်ဆန်းစစ်ကြည့်ဖို့ပဲဖြစ်ပါတယ်